တချို့တွေမင်းရဲ့အနားမှာမပျော်ဘူးဆိုတာမင်းအသုံးမဝင်လို့မဟုတ်ဘူးတချို့လူတွေမင်းကိုအေးမလုပ်ဘူးဆိုတိုင်းမင်းကလူရမဝင်လို့မဟုတ်ဘူးတချို့လူတွေမင်းကိုစွန့်ပစ်သွားတယ်ဆိုတိုင်းမင်းကတန်ဖိုးမရှိလို့မဟုတ်ဘူးတကယ်တော့မင်းရဲ့မေတ္တာမင်းရဲ့စေတနာမင်းရဲ့ပေးဆက်မှုအလေးထားမှုတွေနဲ့မတန်တဲ့သူတွေရှိနေလို့မင်းရဲ့ချစ်တဲ့တန်ကိုမခံနိုင်တဲ့သူတွေလည်းရှိနေတတ်ပါတယ်တကယ်တော့လောကကြီးမှာလွယ်လွယ်ရရင်လူတွေကတန်ဖိုးမထားကြမင်းသိရင်နောက်တစ်ခါဘယ်အရာမှအလကားမပေးမိစေနဲ့စွန့်ပစ်ခံရတိုင်းအမိုက်မဟုတ်ဘူးဆိုတာနားလည်ထားပါတစ်ဖက်ကမင်းရဲ့တန်ဖိုးကိုမသိနားမလဲတာလည်းဖြစ်နိုင်ပါတယ်တခါလေကိုနဲ့မထိုက်တန်တဲ့သူတွေကိုနာကျင်အောင်လုပ်တဲ့သူတွေလောကကြီးကသူနီးသူဟန်နဲ့ရှင်းထုတ်ပေးတာလည်းရှိပါတယ်ပြေးလိုက်ရတာပင်ပန်းရတယ်လို့ဆွဲထားရတာလည်းပင်ပန်းရပါတယ်အဲ့တော့ကို့အနားမှာမနေကျင်တဲ့သူတွေကိုတွားခွင့်ပြုလိုက်ပါနေကျင်တဲ့သူတွေကိုသူတို့သဘောအတိုင်းနေပါစေသူတို့တွေဆုံးရှုံးသွားတာကဂယုစိုက်ပြီးချစ်ပေးတဲ့သူကိုဆုံးရှုံးသွားတာမင်းဆုံးရှုံးတယ်ဆိုတာကကဲဘယ်သူနာလဲမင်းမနာပါဘူးမင်းရဲ့ဘဝမှာအမိုက်တွေရှင်းသွားတာပေါ့တယောက်တည်းနေလဲဖြစ်တယ်နှစ်ယောက်ရှိမှဘဝမဟုတ်ဘူးမင်းအနေနဲ့သိထားရမှာကလူတွေများလေလောကကြီးမှာအပူများလေပဲကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတွေကိုတန်ဖိုးထားပါချစ်မြတ်နိုးပါကြံတဲ့အပေါ်ယံတွေအတွက်အလေးနဲ့ထားပြီးမင်းအနေနဲ့ခံစားမနေနဲ့